ဂျပန်မှာပေါ့လေအလုတ်ကနေပြီးတော့အလုတ်ရှင်ဘက်ကနေပြီးတော့တစ်နှစ်ကိုတစ်ချိန်ညာဆိုင်ဆင်းတဲ့လူဆိုလို့ရှိရင်တစ်နှစ်ကိုနှစ်ချိန်ကျမကြီးစကိုင်းနဲ့ခင်ကိုရှင်းတန်လောက်ခိုင်းနေပေါ့လေမလုပ်ချင်ဘူးကျမအကြောက်တယ်ကျွန်တော်ကတော့ကျမ်းမာတယ်ကျမ်းမာရေးစစ်ဖို့မလိုဘူးကျွန်တော်ကျမ်းမာတယ်ဒေါင်ကြီးပဲကျမ်းမာရေးစစ်ဖို့မလိုဘူးနိုင်ရမှာတော့မစစ်ချင်ဘူးအလုပ်ရှုပ်တယ်မလုပ်ချင်ဘူးညင်းလို့ရလားညင်းလို့ရတယ်ဆိုလို့ရှိရင်ညင်းကျင်တယ်ဆိုတဲ့လူတွေရှိကောင်းရှိနိုင်တယ်ပေါ့လေအဖေကနေစပြောမယ်ပေါ့လေအဖေကနေစပြောရင်ညင်းလို့မရဘူးပေါ့လေညင်းလို့မရဘူးဘာကြောင့်လဲဆိုရင်ဥပဒေအရပေါ့လေအလုပ်ရှင်ဘက်ကနေပြီးတော့အလုပ်သမားကိုကျမ်းမာရေးစစ်ပေးရမယ်ဆိုတဲ့တာဝန်ရှိတယ်အလုပ်ရှင်မှာတာဝန်ရှိတယ်အလုပ်သမားရဲ့ကျမ်းမာရေးစစ်ရမယ်ကျမ်းမာရေးတော့စစ်ရမယ်ဆိုတဲ့တာဝန်ရှိတယ်နှစ်ဖက်လုံးမှာတာဝန်ရှိတဲ့အတွက်ကြောင့်ငင်းလို့မရဘူးပေါ့လေခင်ကိုရှင်းတဲ့လောက်ကိုလောက်ရပါမယ်အကြောက်လေးသွားပါကျမ်းမာလေးသွားပါ